ဟရက်ဆက်လိုက်တာအောင်မလေးအပြောတွေရတော့ခုတစ်မျိုးတော်ကြတယ်မျိုးခုတစ်မျိုးတော်ကြတယ်မျိုး တရားလေးနည်းနည်းရထားတရားလေးချော့ထားကြ ဟိုတရားရလို့မြေရောင်းတော့မှာခိုး ဒီကမတမ်းဘူးဒီကလှလို့ချင်ပါမလက်ကကြီးရှိလို့ လက်ကင်မကြည့်လို့ ကျက်စုံကိုလည်းမရှိဘူးဒီဘိုးလည်းမရှိနွားလည်းရောင်းစိတ်လည်းရောင်းလည်းမရှိ အေးရော ညီလည်းရောင်းကြမရှိ ဟိုး ဟုတ်တယ်ဒီကနေ့ဒါလေးတော့လုပ်ချင်တယ်လောကကြတောက်ပြီးရှိလို့ အဲ ကန်ခွေချောဟန်ကြ ကန်ဝေးကျွေးတော့မလို့တဲ့ကိုဟိုဘာမှမလို့ရရင် ကန်ခွေဟန်ကြပေါ့ကိုတမီကြီးနဲ့တော့အေးဆေးပေါ့ သူရတယ်နေမကောင်း ဟိုးသူသွားပြုစုမလို့ ပြုစုကကြဟန်ကြ သူကပြောမလားကိုကပြောမလားသူကလဲနေကိုကမလဲလဲလဲသူကလည်းမဆုံးလည်းနေတော့ဆိုတော့ထားနိုင်ဘူးထေးုံတက်ရမှာအိမ်မှာဆုံး အမေပြုစုမလို့ ဟာအဲ့ရကအချက်ကကျိုးဆွဲပြီးထားတာခါ မဟုတ်ဘူးမြေရောင်းပြီးတော့မဆုံးဆေးကုဖို့ပေးမလို့နေမှာ သူအဲ့တော့လည်းမဟုတ်ပါဘူးဒီလေးကအလုံးဈေးကောင်းတာဒီလေးရမင်း ဟုတ်လား ဒီလေးကောင်းတယ် ဟင်း အဲ့ဒါကြောင့်အောက်တမ်းမကြတော့ပါဘူးဟုတ်တာဖြစ်ဒီကနေ့တော့နော်ရတယ် ဘယ်နဲ့နာ ကောင်းမလားကွာ